ခိုင်အားလုံးပဲမင်္ဂလာပါကိုရီးမားတွေကိုအားလုံးပဲမင်္ဂလာပါလို့မြင်သားဗီဒီယိုပိုင်းလေးရဲ့လုံးဝစတာပြရစီပေါ့နော်ကဲဒီတစ်ပတ်မှာပေါ့နော်ဒီလေးထွက်တာများလုံးနေလို့ပေါ့နော်အဲ့တော့ကိုရီးမားအားလုံးကိုပေါင်းတဲ့ကနေလေးတွေမပေါက်တဲ့အတွက်ဒီမှာပကိုင်ပြီးတော့မြေတိုင်ရက်ခံပါတယ်ပေါ့နော်တောင်းပန်ပါတယ်လို့ဘာလို့လဲဆိုတော့ပေါက်ကနန်းလေးတွေအော်ဘက်ကလေးတွေမချပေးရတဲ့အတွက်ပေါ့နော်ကဲကိုရီးမားအားလုံးစောင့်မျှော်နေတဲ့ကိုရီးမားအားလုံးပဲပေါ့နော်ကဲဒီမှာကိုကြည့်ရှုနေတဲ့အားလုံးပဲဒီမှာမိတင်သားကောင်လေးကိုပြန်အားပေးလို့ရပါပြီလို့အတန်းလေးတော့နည်းနားနေရပေါ့နော်နည်းနည်းတိခံပြီးတော့နားထောင်ပြပါနံပါတ်14ရက်နေ့ပေါ့နော်2005လပိုင်း2025 14ရက်နေ့အတွက်ပေါ့နော်မနက်ဖြန်စာအတွက်ဗုဒ္ဓဂုနေ့စာအတွက်ကိုညီမလာပြီးတော့ထည့်ရောက်တက်တင်ပေးပါမယ်ကဲမင်းရောဘက်ကလေးနဲ့ပတိလေးလူစင်းတဲ့ကိုရီးမားအားလုံးပဲညီမဗီဒီယိုပိုင်းအောင်လက်မလေးနှိပ်သွားပြပါရှယ်သွားပြပါများလေးလိုင်းရှယ်လေးလုပ်ပြပါမယ်စကောလေးလည်းနှိပ်ပြပါလို့ညီမမင်းသားကောင်ကတော့ပြဆက်တာပါရစီပေါ့နော်ကဲများလေးရှယ်ပြပါတလုံးပိုင်းနဲ့ကနန်း9ခွက်ပဲပေးပါမယ်နော်ကဲယူကြီးကြီးနဲ့လိုက်ထိုးတဲ့ကိုရီးမားအားလုံးပဲပေါ့နော်ဟုတ်ချင်တဲ့ကိုရီးမားလေးအားလုံးပဲညီမဗီဒီယိုပိုင်းကိုကြည့်ရှုသွားလို့တယောက်ချင်းဒီတိုင်းကိုလိုက်ပြီးတော့ဒီကိုလည်းညီမမျှော်လင့်ပါတယ်ပေါ့ညီမမင်းသားကောင်လေးကိုအမြဲတမ်းအားပေးနေတဲ့ကိုရီးမားအားလုံးပဲပေါ့နော်စစ်တဲ့ဆိုလို့ကိုရီးမားအားလုံးပဲညီမဗီဒီယိုပိုင်းကိုကြည့်ရှုနေတဲ့တယောက်ချင်းဒီတိုင်းကိုကဲစောင့်မျှော်နေတဲ့ကိုရီးမားအားလုံးပဲပေါ့နော်ကဲမနေ့က14ရက်နေ့အတွက်ကိုလာရောက်ထပ်တင်ပေးပါမယ်လို့ကနန်းလေးတွေ offer ကလေးနဲ့ပတိလေးလုံးမိုင်လေးထပ်ချပေးပါမယ်ကဲဦးကြီးကြီးရှိတယ်ဆိုတဲ့ကိုရီးမားအားလုံးပဲညီမဗီဒီယိုပိုင်းလိုက်စောင့်ကြည့်တဲ့ကိုရီးမားအားလုံးပဲပေါ့နော်ကဲညီမဗီဒီယိုပိုင်းဒီနောက်ကောင်လေးပြောင်းနေတယ်ပေါ့နော်အဲ့တော့ကိုကြီးလုံးနေလို့ပါအတန်လေးတော့နားနေရနည်းနည်းတိကပ်ပြီးတော့နားထောင်ပြီးပေါ့နော်ကဲနံပါတ်14ရက်နေ့အတွက်ကိုကနန်းလုံးမိုင်နဲ့ပတိလူချင်းနဲ့ဝေမလေးအားလုံးကိုများလေး share ပေးပါလက်မလေးနှိပ်သွားပြပါပေါ့နော်မိနောက်အပိနေရဆိုလို့ရှိရင်အဲ့ဒါလေးတော့လိုက်လုပ်ပေးပါလို့မမတင်တာကောင်းအိမ်ပဲပြချင်ပါရေပေါ့နော်ကဲစစ်တဲ့လေးတို့ရေပေါက်ကနန်းလေးတွေပဲထပ်ချပေးမယ်ပေါ့နော်မင်းရောဘောက်ကလေးတွေကိုကဲလိုက်ထုတ်ဖို့ပဲလိုပါတယ်လိုက်ထုတ်နိုင်ဖို့ပဲလိုပါတယ်ပေါ့နော်ကနန်းကြီးအပိုင်နိုင်ကနန်းလေးတွေမလို့လူကြီးကြီးနဲ့လိုက်ထုတ်ပေးပါကဲအားလုံးပဲကိုရီးမားအားလုံးပဲပေါ့နော်ညီမဗီဒီယိုပိုင်းဒီပိုင်းလေးကိုအပိနေတဲ့ကိုရီးမားအားလုံးပဲလက်ရရှယ်လေးလုပ်ပြီးတော့ပါမြမလေးလည်းလုပ်ပြီးတော့ပါမနော်โอเคစစ်သေးလေးကိုရေးမြမလေးရှယ်ပြီးပါဒီပိုင်းလေးကိုရှယ်ပြီးကြပါနော်မြတ်ကရင်လည်းပေါက်စီခြင်းနဲ့စိတ်ရှိခဲ့ဆိုပြီးပေါ့နော်မြတ်ကကိုရပါဆိုရပါလူခြင်းနဲ့စိတ်တွေကိုဘုံလုံးမြမလေးရှယ်ပြီးပါနော်ဒီမှာတွေ့ပါစေမြင်ပါစေရပါစေလူရဲ့စိတ်ကိုမြင်မွေးပြီးပါကဲမနေ့က14ရက်နေ့အတွက်ကိုဝမ်းချင်းလေးကိုတမနဲ့ဝမ်းချင်းကိုတစ်လုံးမှယူပေးသွားမယ်အများကြီးမပေးဘူးနော်လုံးမိုင်ပတိနဲ့လုံးမိုင်မင်းဟုတ်ဘက်ကလေးတက်ချပေးပါမယ်ခဏ9ဘွက်ယူပေးပါမယ်ပေါ့နော်ခဏ9ဘွက်ကလုံးမိုင်တစ်လုံးမိုင်ကနှစ်ပေါ့နော်နှစ်ရှည်နှစ်နှစ်လေးနှစ်6နှစ်ရှည်နှစ်လေးနှစ်6နှစ်5ပေါ့နော်နှစ်ရှည်နှစ်လေးနှစ်6နှစ်5လေးခွက်နှစ်ရှည်နှစ်လေးနှစ်6နှစ်5မင်းဟုတ်ဘက်ကနှစ်လေးပေါ့နော်မင်းရောကွယ်ယူပြထားတယ်နှစ်ရှည်နှစ်လေးနှစ်6နှစ်5ပေါ့နော်အဲ့မင်းရောကွက်ကို9ကွက်ကိုယူပြထားတယ်ဒါပေမဲ့တော့ကွက်ကနှစ်လေးပေါ့နော်ယူကြီးကြီးလက်လိုက်တို့ကိုညွှန်နေပါတယ်လုံးမိုင်တစ်လုံးမိုင်ကနှစ်ပေါ့နော်ကဲကိုရီးမားအားလုံးပဲလိုက်ပြီးတော့ထိုးချဖို့ညွှန်နေပါတယ်ဒီမှာဗီဒီယိုပိုင်းတွေကိုစောင့်ကြည့်နေတဲ့ကိုရီးမားအားလုံးပဲဒီနေ့ကစာရွက်လိုက်ပြီးတော့တင်ပြီးတော့ပါမယ်လို့ဒီနေ့ကိုပေါ့နော်နေ့တစ်လုံးမိုင်ပေါ့နော်ပတ်လို့လည်းရပါတယ်မင်းရောကွက်ကလေးရတော့နှစ်ရှည်နှစ်5နှစ်6နှစ်ရှည်နှစ်5နှစ်6နှစ်4ပေါ့နော်4ကွက်ပေးထားပါတယ်ဒီနေ့ကမင်းရောကွက်ပေါ့နော်ကဲယူကြီးကြီးရှိတဲ့ကိုရီးမားအားလုံးပဲလိုက်ထိုးနိုင်ပါတယ်အတန်းတော့နည်းနည်းနားနေပေါ့နော်ဒီခံပြီးတော့နားထောင်ပြီးပါကဲဒီလောက်ပါပဲဗီဒီယိုပိုင်းကိုစိတ်ချမ်းသာရင်ကိုကျမနဲ့ပြည့်စုံနိုင်ကြပါသည်အသက်ရှူနိုင်တဲ့မှုကြပါကြီးပွားဥစ္စာတွေလည်းပုံများပါစေလို့ညီမဗီဒီယိုဒီနေ့ဗီဒီယိုပိုင်းလေးကိုကြည့်ရှုအားလုံးပဲပေါ့နော်ကဲစိတ်ချမ်းသာရင်ကိုကျမနဲ့ပြည့်စုံနိုင်ကြပါစေ